ခန္ဓာကိုယ်ကြီးကတော့အမြဲတမ်းနာကျင်ခက်ခဲမှုကိုဖြစ်စေတဲ့ယောဂနဲ့ဆက်ဆံတဲ့အတွက်ကြောင့်တန်ဖိုးမဲ့တယ်သို့တော့ကိုချင်းတီလာဖြစ်အောင်သူ့ကိုပဲအရင်အနည်းပြုတ်ပြီးတော့လုံနိုင်မယ်ဆိုရင်တော့သူကတခါတန်ဖိုးရှိသွားပြန်တယ်ဟုတ်လားအမြဲတမ်းပြီးလိုက်နေလို့ဒီအသက်ဆိုတဲ့သဘာဝကတန်ဖိုးမရှိဘူးသို့တော့ဒါကြီးကဒီလိုပါလားလို့ဘဝရဲ့တန်ဖိုးမဲ့ဖို့မမြဲပုံကိုသိရတဲ့အသိဉာဏ်ကတော့အလွန်မှတန်ဖိုးကြီးတယ်ဘာလို့သူ့ကိုတန်ဖိုးကြီးရလို့ပြောတော့လူရင်းပြောရရင်အဲ့ဒီအနေဆာဒုက္ခအနတ္တသဘာဝတွေကနေပြီးတော့လွတ်မြောက်အောင်ဆွဲထုတ်နိုင်မယ်အဲ့ဒီပညာဆွဲထုတ်အဲ့ဒါကိုမမြင်တဲ့အခါကျတော့ဘုံဘုံတော့မမောစရာလို့ထင်ပြီးတော့မမောတော့ဒါပဲပြန်ရဟုတ်လားအဲ့ဒါကိုမြင်မယ်ဆိုရင်ဒါကြီးကကောင်းတဲ့အရာမဟုတ်ဘူးလို့ဒုက္ခသစ္စာသဘောကိုနားလည်သွားရင်အလွန်ကောင်းမွန်တဲ့မွန်မြတ်တဲ့အကောင်းဆုံးချမ်းသာလို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုရသွားနိုင်တယ်သူ့ပုံမှာမမောမှုစွန့်လွတ်နိုင်တဲ့နိဗ္ဗာန်ချမ်းသာကိုရမှာပဲတကယ်တမ်းကဟုတ်လား